ချိန်လည်းရှိပါတယ်အာယူဟုတ်ဒီချိန်ရဲ့ရင်နေမယ်ဒီချိန်မှာအောင်မြင်ခြင်းဟာမှာပါမျောလင်းကြည့်စွာထားဆက်လျှောက်ရအောင်ခီးသွားသူဧည့်သည်အစိုးကောင်းများကိုတင်ချဒုက္ခတော့ကရီလဲကြုံမယ်အစင်ပြေခြင်းလဲရှိပါ